ဂျိုရှိုဗန်ရဲ့ချန်ပီယံကပတ်ကိုစိန်ခေါ်လာနိုင်မဲ့ထိပ်သီးပြိုင်ဘက်3ဦးတိုက်ခိုက်အားကစားအစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့ K-Site ဂျာနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အသက်24နှစ်ရွယ်သားရှိသေးတဲ့ UFC Flyweight တန်းရဲ့ချန်ပီယံဖြစ်တဲ့ Chin Fighter လေးဂျိုရှိုဗန်ကပထမဆုံးအကြိမ်ချန်ပီယံကပတ်ကာကွယ်ပွဲကိုအကျိန်းနဲ့ရှင်ပြိုင်နိုင်ရရှိခဲ့ပြီးတဲ့နောက်ပိုင်းဒီဝိတ်တန်းရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးချန်ပီယံတဦးဖြစ်တည်တည်ပြသွားခဲ့တာပါ။ဒါပေမဲ့ဗန်ကိုယာရုကနေဖယ်ရှားဖို့ဘယ်သူတွေကအနီးဆက်ဆုံးတန်းစီဆောင်ဆိုင်နေကြပါသလဲ။ဒီ125ပေါင်တန်းရွှေကပတ်ကိုစိန်ခေါ်ဖို့အတွက်အားကောင်းဆုံးပြိုင်ဘက်3ဦးကိုဖော်ပြပေးလိုက်ပါရီ။နံပါတ်1 Alexander Pantoja နံပါတ်2စိန်ခေါ်သူအဖြစ်ဂျမန်ဟောင်း Alexander Pantoja အထင်ရှားဆုံးရှိနေတာပါ။ Pantoja ကပွဲစောပိုင်းဒဏ်ရာရှိမှုကြောင့်ဂျိုရှိုဗန်ကိုညင်ပွားပွဲရာပုံစံမျိုးနဲ့ကပတ်လက်လွတ်ခဲ့ရတာဖြစ်ပါရီ။ Pantoja ကထိပ်တန်းဆင့်နံပါတ်ချုပ်ကွက်ကာဒီယိုပိုင်းနဲ့အတွေ့အကြုံတွေဟာဗန်ကိုတော်လေးအန်နေများတဲ့ပြိုင်ဘက်တူဖြစ်လာစေတာပါ။သူတို့နှစ်ဦးရဲ့မကြေပွဲဟာပရိသတ်တွေမျှော်လင့်ဆုံးပွဲဖြစ်ပြီးဂျိုရှိုဗန်အနေနဲ့တကယ်ချန်ပီယံအစစ်ဟုတ်မဟုတ်တည်ပြရမယ့်စံပွဲကြီးလည်းဖြစ်လာပါလိမ့်မယ်။နံပါတ်2 Manekaf Star Boy လို့လူသိများတဲ့ Portuguese fighter Manekaf ကတော့လဲတွနိုင်ပွဲနဲ့အရှင်ရနေတဲ့ကစားမတစ်ယောက်ပါ။ Angola Portuguese ဘွား fighter ကပြိုင်ဘက်ကိုဂျိုရှိုဗန်ကိုစိန်ခေါ်စကားတွေမျက်စုံနေသူဖြစ်ပြီးအားလုံးကလည်းဒါကိုစိတ်လှုပ်ရှားစရာအကောင်းဆုံးတွဲဆိုင်ဖြစ်ရှုမြင်ထားကြတာပါ။နံပါတ်3 Choji Horiguchiဂျပန်ကန်တွင်ဂျိုဂျီဟိုရီကိုဂျီကတော့ကဘာဆင့်မီလက်ဝစ်လက်သီးစွမ်းရည်နဲ့တူထိပ်သီးကစားမတွေနဲ့ရှင်ပြိုင်ခဲ့ပို့ပြီးတော့တက်တည်ပြထားပြီးသားဝါရင်တူဖြစ်ပါရီအသက်အရွယ်နှဲငယ်ရလာပြီးဆိုပေမဲ့သူ့ရဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုအရှိန်ဟုန်နဲ့ပွဲသိမ်းနိုင်စွမ်းတွေကဒီဝိတ်တန်းကဘသူတက်မဆိုအိမ်မက်ဆိုးတစ်ခုဖြစ်နေတော့မှာပဲဗန်ကိုနိုင်ယူနိုင်မဲ့သူလို့ MMA လောကမှာသုံးသက်ပြောဆိုမှုတွေရှိနေတာပါဒါတော့ဂျိုရှိုဗန်ရဲ့ချန်ပီယံကပတ်ကိုစိန်ခေါ်လာနိုင်မဲ့ထိပ်သီးပြိုင်ဘက်3ကိုဖော်ပြပေးခဲ့တာပါဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရတိုက်ခိုက်ရေးအားကစားသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ